မင်္ဂလာပါညစီကွာစာဆောင်မနှုတ်ဆက်သားပါရယ်ဩဂတ်စ်လ21ရက်2026ခုနှစ်တောက်ကြနေ့သာရပြိုင်တရားတော်သည်စုံလင်သည်ဖြစ်၍စိတ်ဝိညာဉ်ကိုပြုပြင်တတ်၏သာရပြိုင်သက်သေခံတော်မူချက်သည်ဟုတ်မှန်သည်ဖြစ်၍မလိမ္မာသောသူကိုလိမ္မာစေတတ်၏19ခုမြောက်သောဇာလံခန်းငယ်ခုနှစ်ခေါင်းစဉ်ကလူဆိုးကြီးနှင့်ကျန်းစာအောင်ဆရာကြီးဂျိုဝက်စ်လီ1903ခု1991သည်တညသောအခါတရားဟောရာမှာတယောက်တည်းပြန်၌လူဆိုးတယောက်လူရဲ့ကျူခံရပါသည်သူထံတွင်ငွေစားကလေးအနှဲငယ်ငွေစာများနှင့်ကျန်းစာသာပါခဲ့ပါသည်လူဆိုးသည်ရသမျှယူပြီးထွက်ခွာသွားလေဆရာကြီးကအဲ့ဒီကျန်းစာအုပ်နဲ့ဝေစာတွေကိုမိတ်ဆွေယူသွားခဲ့ပြီနော်ဒီလောက်ကိုစိတ်ပြက်လာတဲ့ဒီနေ့မှာဖတ်ကြည့်ပါနော်ဟုအော်ဟစ်ပြော၍ကြံရစ်ခဲ့ပါတဲ့အသွေးတော်သည်အပြစ်ရှိသမျှကိုစီကျဲစေ၏ခေါင်းစိပါဝေစာနှင့်ကျန်းစာအုပ်ငွေအနှဲငယ်ကိုအတင်းယူကကြပြာထွက်သွားသည့်နောက်လူဆိုးကြီးအတွက်ဂျိုဝက်စီကထိုနေရာ၌ပင်ဒူးထောက်ကဆူတောင်းပေးခဲ့ပါတဲ့နှစ်ပေါင်းများစွာကြာသောအခါတခုသောဥပုံနေ့၌ဗိမာန်တော်တွင်ဆရာကြီးသည်ဒေသနာကိုဟောပြောပြီးထုံးစံတိုင်းဗိမာန်တော်ထွက်ပေါက်မှနေ၍တဦးပြီးတဦးနှုတ်ဆက်လေ၏အကျဉ်းသားများကုန်သွားသောအခါတစိမ်းတယောက်သည်မလန်းမကန်းတွင်ရက်နေသည်ကိုသူကမြင်လေသွား၍နှုတ်ဆက်ပါ၏ထိုသူကသူ၏မိကိုပြောပြပြီးမှကျွန်တော်ဟာအခုချိန်မှာအောင်မြင်တဲ့လုပ်ငန်းရှင်တဦးပါကြီးဝါးရေးလဲကောက်ကောက်အောင်မြင်နေပါပြီဒါပေမဲ့ကြာခဲ့တဲ့နှစ်ပေါင်းများစွာညတညမှာဆရာကြီးကိုလူရက်ခဲ့တာကျွန်တော်ပါပဲဟုဝန်ခံပြောဆိုလာပါသည်ထိုအခါဆရာကြီးကကျွန်တော်အင်မတန်မှဝမ်းသာပါတယ်ကျွန်တော်ဆူတောင်းကိုဖျားခင်အပြေပေးလိုက်တာပဲအဲ့ဒီတော့ကအီနူဆိုအားကဲတင်တော်မူသောကြောင့်ကျေးဇူးတော်ကြီးမြတ်လာပါ၏ကိုရိုင်းနှုတ်ကပတ်တော်ကိုအသုံးပြုတော်မူပါလို့ကျွန်တော်ဆူတောင်းခဲ့တာပေါ့ပြန်ပြောပြရလူဆိုကြီးကလည်းဆရာကြီးအားအဖန်ဖန်ကျေးဇူးတင်ကြောင်းပြောပါသည်တို့ကဆရာကြီးဂျိုဝက်စ်လီကကျွန်တော်ကိုကျေးဇူးမတင်ပါနဲ့ခမည်းကျေးဇူးတင်ရမှာကကျွန်တော်တို့အားလုံးကိုအပြစ်မှလောဝကင်းစင်သောခရစ်တော်၏အသွေးတော်ကြောင့်သာဖြစ်တယ်ဟုပြန်ပြောပါသည်ဒီမောသည့်ဩဝါဒစာအခန်းကြီး3ခန်းငယ်16မှ19တွင်ထိုကျမ်းစာရှိသမျှသည်ဘုရားခင်မုတ်သွင်းတော်မူသောအဖြစ်ဖြစ်၍ဘုရားခင်လူသည်ရှုံးလေသောသူကောင်းသောမှုမျိုးမျိုးကိုပြုစုခြင်းလို့ကပြင်ဆင်သောသူဖြစ်မည်ကြောင်းဩဝါဒပေးခြင်းအပြစ်ကိုဖော်ပြခြင်းဖြောင့်မတ်စွာပြုခြင်းတရားကိုတုန်တင်ခြင်းကျေးဇူးများကိုပြုတတ်၏ဟုလာပါသည်လူ